ဒီနေ့လှုပ်လာရတာလေစိတ်တည်လေးနေရဘာဖြစ်လို့လဲမသိဘူး ဟုတ်လားမကောင်းလို့လား တိပါဝဲညာကလည်းအိမ်မက်တွေမကောင်းနိုးလာလည်းမျက်ခုံးတွေလုံနေရဟာ ဟောဘာ မင်္ဂလာပါရှင် တယောက်သေးဖယ်ဝိုင်းထိုင်ရမှာလဲ ဟုတ်ကောင်းတော့မဟင်းရတာလေးနဲ့ဒီဗယ်လေးယူလို့ရပါတယ်မ ဟမ်ဘာလဲဆက်ဆံတခါလေးရှင်းရလားစားပြီးမှရှင်းရမှာမဟုတ်လား အော်ဟုတ်ဟိုကြိုတင်ငွေရှင်းတဲ့ system လေးမလို့ပါမဟုတ် နင်တို့ဟာလဲကြီးကျယ်လိုက်တာ တိုင်တော့ပြန်ပေးပါလေရှင် ဟဲ့မုံလာစားပါလေဆိုမှဘယ်သူမှချန်ပြီးစားမှာလဲနင်တို့ဟာလဲအဖိုးတွေပါဟဲ့မလူတိုင်းတိတ်လောက်တာပဲရှုပ်ကိုရှုပ် အာနာပါတယ်မမရှင်ဟိုဝိုင်းလေးကိုလိုက်ပို့ပေးမယ်နော် ဒီမှာကြီးကျယ်တဲ့ဆိုင်ငါဘယ်လိုပညာပေးမလဲစုံကြည့်နေလားလာပါဦးနင်တို့ဆက်မထမင်းကြော်လေးပါလိမမရှိဘူးလားထားထားဘူးလား အော်သမီးကျော်ရပါတယ်ရှင်တခါလေးဘုံဘုံလေးစားလို့ရအောင်လို့ကိုကြိုက်တဲ့ဟာလေးတွေရွေးထည့်ပြီးတော့တခါလေးပေးခဲ့လို့ရပါတယ် မလီဟဲ့တခါလေးကြော်ထားလဲရတဲ့ဟာကိုဟဲ့လောင်းဒီလိုလီမွန်တီးရလဲချင်းရပဲတွိုင်းရောင်ကျင်းတယ် ဟမ်လိမ့်မတဲ့ချင်း ဟုတ်တယ် စိတ်မရှိနဲ့နော်မအဟိုလီမွန်တီကတော့ဒီရ ဒါပဲဟမ်ဒါလေးအောင်သုံးကြအောင်လို့မဖြောတတ်ကြဘူး အော်အဲ့လိုသဘောပြောတာမဟုတ်ပါဘူးရှင်ညီမတောင်းပန်ပါတယ်မဟုတ် ဘယ်မှာလဲနင်တို့မန်နေဂျာဟောသူ့ကိုခုတ်ခေါ်နင်တို့ငါအခုချက်ချင်းလှုပ်ထုတ်ခိုင်းရ အော်အဲ့လိုမလုပ်ပါနဲ့မတောင်းပန်ပါတယ်ရှင် အေးငါလည်းအံ့ဩတာလေနင်တို့ကက်စတမာစားပြအကြောင်းနားမလဲတဲ့သူအလုပ်ခံလာတာပဲ ဆိုလို့ရှင်တခြားဟာပြောင်းတော့ပေါ့ဒီလောက်ရှင်းပြပြီဒီလောက်တောင်းပန်နေတာရှားလာရှင်နေသေး နင်ကက်စတမာကိုပြန်ပြောနေဟဲ့ ပြောတယ်နော်အလုံးလည်းထွက်တယ်မလုပ်ဘူး ဟဲ့အမစားတာလေတကယ်ဖက်ဆံမလို့လေနော်ဟမ် ငကိုတွေကအလုတ်ကထွက်ချင်တယ်ကြာပြီတိလားဂျာကြီးကမထွက်နဲ့ဆိုပြီးမတောက်နိုင်ဘူးလား မတောင်း အမမတောက်နိုင်ကျမတောက်နော်ဗာလေခမင်းကြော်စားကြလားဟလား မဟုတ်လေတော်ပြီမစားတော့အမဘာနေပြီတော်ပြီမစားတော့ဘာနေနေမလေးမကောင်းလို့ပါဘူးဖဲ့ ခုမလာအောင်နေနဲ့ တောင်းမှာ 12 seconds later. ဟဲ့ခိုင်စုပါလားဖယ်သွားမလို့လေနိုင်ငံခြားသွားမလို့လား ဘဲမမပါဘူးလှုပ်ထွက်လာ ဟုတ်တော့ဘလို့ဖြစ်တာ ပါစတာမလေးရဖြစ် အော်အဲ့လိုလား အမဘာလို့သူများလှုပ်ပြတော့တိုးစီစီဖြစ်နေ အော်နေ ဟုတ်တော့